住江之头，君住江之尾，彼此情无限，共饮一江水。မြန်မာနိုင်ငံကိုမလာခင်မှာမြန်မာနိုင်ငံရဲ့အတွင်းအပြင်ကိုအကျဉ်းပေါင်းများစွာမရင်တွက်နိုင်အောင်စိတ်ကူးရင်ချိမိခဲ့တယ်။ရှိကြတယ်။ရှိုးဝဲစမ်းကြတယ်။လူရှင်းတယ်။ဘူအိုင်ဆိုဆိုတဲ့ရာဒီဝတ္ထုစားတဲ့စကလုံးတွေနဲ့မြန်မာနိုင်ငံရဲ့ပို့ကြွယ်ဝမှုနဲ့မတူခွဲပြားမှုတွေကိုပြည့်စုံစုံဖော်ပြဖို့ခက်ခဲတယ်လို့ထင်မိတယ်။မြန်မာနိုင်ငံဆိုတာကဘယ်လိုမျိုးလဲ2024ခုနှစ်စက်တင်ဘာလမှာတည်ချင်းစိနဲ့ဒီရှိုးဝဲစမ်းကြတဲ့နိုင်ငံကိုကျမကိုယ်တိုင်စူးစမ်းလေ့လာဖို့ရောက်လာခဲ့တယ်။ရန်ကုန်ကိုဆက်ဆက်ရောက်ချင်းမှာမိုးတွေကလည်းအရန်ရွာနေတယ်။ဒါကတော့ရန်ကုန်ရဲ့မိုးရာသီကကျမကိုပေးခဲ့တဲ့အတွေ့အကြုံလေးတစ်ခုပါပဲ။ကျမရဲ့ရန်ကုန်လာတဲ့ခရီးစဉ်နဲ့တရားဝင်စတင်လိုက်ပါပြီ။ရန်ကုန်မှာနေခဲ့တဲ့နှစ်လအတွင်းကျမမြန်မာနိုင်ငံမှာဘလို့ကြုံတွေ့ခဲ့ရတယ်လဲကိုရိတ်တာလမ်းမှာလမ်းလျှောက်တဲ့အခါမှာရောင်စုံမြန်မာသမင်တွေကကျမရဲ့အမြင်ကိုဆွဲဆောင်သွားပါတယ်မိခလေးတွေကအယောင်တွေစုံလင်လှတဲ့သမင်တွေကိုဥစင်ထားကြပြီးလူရှင်းလာတဲ့လမ်းကိုအလားစင်နေကြတာကိုလည်းတွေ့ရပါတယ်စာရင်ကန်ထဲမှာထိုင်ပဒင်းပေါအပြင်ဘက်မှာရှိတဲ့စင်းစုံနေတဲ့ဒီပြင်အရေးအောင်မှာချီကန်တွေလည်းအေးဆေးဆေးနားနေတာကိုတွေ့မြင်ရပါတယ်။ဒီလိုကဘုရားရှိခိုးဘာသာရေးကိုက်ဆိုင်လာတဲ့ဗုဒ္ဓဘာသာဝင်တွေကဇေဒီပထိုးတွေရှိမှာတည်တယ်စွာတူထောက်ထားပြီးသူတို့ရဲ့စစ်စန္ဒတွေကိုဆုတောင်းနေတာကိုလည်းတွေ့ရပါတယ်။ဒီလကနားမှာလူတွေကမြက်ခင်းပြင်ပေါ်မှာထိုင်ကြပြီးလူရှင်းပြီးတရားလက်ပါတဲ့နေ့ကိုရိုရှင်စွာဖြာတန်းနေတာကိုလည်းတွေ့လိုက်ရပါတယ်။ဒါဆိုရင်ကျမစိတ်ထဲမှာရှိတဲ့မြန်မာနိုင်ငံကဘယ်လိုပုံစံလဲဒီနေရာမှာတိပင်တွေစီမံဆိုပြေပြီးရွှေတကုံဖျားကလည်းမြို့လေမှာတဝင်းဝင်းတလဲလဲတောက်ပနေပါတယ်အခက်အခဲတွေနဲ့စင်ကုန်မှုတွေကိုကြုံခဲ့ရပေမဲ့ဒီမှာနေတဲ့လူတွေကစိတ်ထားကောင်းပြီးကိုယ့်ဘဝကိုချီးမြှောက်ကြပါတယ်ဒီမှာနေတဲ့အခါကျမကအကူအညီတွေကိုအများကြီးရရှိခဲ့ပြီးတငယ်ချင်းများစွာနဲ့ချစ်ခင်ရင်းနှီးခဲ့တယ်။ကျမအနေနဲ့တငယ်ချင်းတွေကတရုတ်လူမျိုးတွေအပေါ်ချစ်ခင်ရင်းနှီးတဲ့အတွက်အရင်လဲဝမ်းသာမိတယ်။တငယ်ချင်းတွေကလည်းတရုတ်ယဉ်ကျေးမှုကိုစိတ်ဝင်စားတဲ့အတွက်အရင်ဂုဏ်ယူမိပါတယ်။တရုတ်နဲ့မြန်မာနိုင်ငံနိုင်ငံဟာတိုးတော်ရင်မြချင်းဖြစ်ဆက်နေတဲ့အင်ကြီးချင်းမိတ်ဆွေနိုင်ငံတွေဖြစ်ကြပါတယ်။ရန်ကုန်မြို့ဟာမြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့အနေနဲ့ဒီနေရာမှာနေတဲ့လူတွေကတရုတ်နိုင်ငံအပေါ်ခင်မင်ချက်မှချက်ကောင်းတွေရှိကြတယ်။သူတို့ကတရုတ်ဘာသာစကားကိုလည်းတက်တက်ကြွကြွတင်ယူနေကြပါတယ်။မမဘာဖြစ်လို့တရုတ်စကားကိုတင်တာလဲငငယ်လေးကလေးကတရုတ်ဇက်ကားကြီးလည်းကြည့်ပြခဲ့ရပေါ့နော်ပြီးတော့တရုတ်နိုင်ငံကမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့တရုတ်နိုင်ငံကမြန်မာနဲ့လုံးဝမစိမ့်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့အဲအကြောင်းဒီဘာသာစကားကိုသင်မယ်ဆိုရင်အမအတွက်နောက်ပိုင်းကျရင်အခွင့်အရေးတွေအများကြီးရှိလာမယ်လို့ထင်တယ်အဲအကြောင်းမို့လို့တရုတ်ဘာသာစကားကိုသင်ပြတာပါဟုတ်တယ်မမပေါ့ဖို့ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကိုသိလားပေါက်ဖော်မြန်မာလူမျိုးတွေကတရုတ်လူမျိုးတွေပေါက်ဖော်ဆိုပြီးတော့ခေါ်ကြရပေါ့နော်တရုတ်မှာဆိုရင်တော့ပေါက်ပေါ်ဆိုပြီးတော့ပြောကြရထင်တယ်ဟုတ်တယ်ဒီပေါက်ဖော်ဆိုတဲ့စကားလုံးကမြန်မာစကားလုံးဖြစ်တဲ့ဆွေမျိုးပေါက်ဖော်ဆိုတဲ့စကားကနေပြီးဆင်းသက်လာတာပေါ့နော်အဲ့ဒီကနေပြီးတော့ပေါက်ဖော်ဆိုပြီးခေါ်ကြတယ်ဒိဗေကကြတော့ရင်းနှီးရဲ့သဘောဆောင်တယ်ပေါ့နော်ဒီဆွေမျိုးလူမျိုးပဲရင်းနှီးရတဲ့မိတ်ဆွေဆိုတဲ့သဘောရပါတယ်မမကပွဲရပြီးတော့တရုတ်စကားနဲ့ပတ်သက်တဲ့အလုပ်ကိုရှာချင်လားအလုပ်ရှာချင်တာပါဘာလို့လဲဆိုတော့အမားတို့ရဲ့ယူထားတဲ့မိချာကလည်းတရုတ်မိချာဖြစ်တယ်အဲ့အတွက်ဒီစကားကိုပေါ့နော်တည်ယူပြီးတော့အဲ့စကားကိုပဲပြန်လဲသုံးချပြီးတော့ပဲအလုပ်ရှာချင်တယ်ပေါ့နော်မမကတရုတ်စကားကိုစိတ်ဝင်စားလားဟုတ်ကဲ့စိတ်ဝင်စားပါတယ်ဘာလို့လဲဆိုရင်တရုတ်မိသားစုငယ်ချင်းတွေကဒီလိုနိုင်ငံခြားသားကျောင်းကျောင်းသားတွေနဲ့အပြန်လဲစကားပြောတဲ့အခါမှာသူတို့မြင်ပြီးတော့အားလည်းကြားမိပါတယ်ပြီးတော့လေတရုတ်စကားကဒီကဘာတဝမ်းမှာအသုံးများတဲ့ဘာသာစကားတစ်ခုအနေနဲ့လို့လည်းမြင်မိပါတယ်အကြောင်းလို့အရင်စိတ်ဝင်စားမိပါတယ်ရှင်အဲ့ဆိုရင်ပွဲရပြီးတော့တရုတ်စကားနဲ့ပတ်သက်တဲ့အလုပ်ကိုရှာချင်လားဟုတ်အကယ်၍အခွင့်အရေးရမယ်ဆိုရင်တရုတ်စကားနဲ့ပတ်သက်တဲ့အလုပ်တစ်ခုကိုလည်းလုပ်ချင်မိပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်
要翁的苦，兰椒的对西曼金，塞勒比蓬多多的拉达内阿米亚，只有那面嘛的那个阿家，十三夜波摩尼卡刷皮拉比，波摩高蒙的乌的切果，塞比蓬多多的拉梅罗，这嘛用几把嘞？我溪川上流，君喝川下水。川流拥不息，彼此共甘美。彼此为近邻，友谊常积累。